သူမင်္ဂလာပေါင်းနဲ့ပြည့်စုံတော်မူကြပါစေသစ္စာရှိစွာဖြင့်တိုင်းပြည်ကျိုးတည်ဖို့ဆောင်ရွက်တိုင်းအမြဲအောင်မြင်တော်မူကြပါစေမြမအနုတပင်ရွှေပြည်ကြီးအေယာလာနုပြောဝဒုတိယသချင်းကိုကျွန်တော်တို့ခဏအဆိုးနဲ့တော့တင်ပြပါမယ်ဒီသချင်းမှာခက်ဆွေးတဲ့အကြောင်းနဲ့ဆက်ဆံလို့အနည်းငယ်ပြောစရာရှိပါတယ်ပထမအပိုက်မှာကျွန်တော်တို့အရင်ကရှိဝါတွေပြောသွားပြီးတော့တန်ကြကြမ်းနေတာကတော့အထူးဆန်းသိမ့်မရှိပါဘူးပထမအပိုက်မှာကလေးပေါက်တရောတစ်ပေါက်တရာဒုတိယအပိုက်ကတော့နှစ်ခုစလုံးလေးပေါက်ကြီးပဲဒါပါပဲအားလုံးကသုံးပိုက်တည်းရှိတာကိုတချင်းဆိုထားတာကရွှေပြည်ကြီးအေယာတီထွန်းကြောက်မြို့လေးရွှေပြည်ကြီးအေယာတီထွန်းကြောက်မြို့လေးအဲ့ဒါကတခါထပ်ပြီးတော့ပြန်လိုက်တော့လေးကကြာသွားတာပေါ့လေဒီလိုဆိုခြင်းကအတိပ္ပယ်အပြင်ကတော့ရွှေဆိုတာကမြောက်စားပြီးတော့ပြောထားတာပေါ့လေပြည်ကြီးကြီးတာနဲ့အေယာနဲ့အေယာမဟာနဲ့အတူတူပါပဲရွှေပြည်ကြီးအေယာမြို့ကြီးပေါ့လေတီထွန်းကြောက်မြို့လေးကြောက်ပေါ်မှာတီးထားတဲ့မြို့ကြီးရွှေပြည်ကြီးအေယာတီထွန်းကြောက်မြို့လေးလေးကတောင်ကြပါလားအတဲချင်းနဲ့ဆိုတာပတန်တအမေဒိတ်လို့ခေါ်ပါလေပတန်တအမေဒိတ်တဲ့ကျွန်တော်တို့ချီးမွမ်းတာပေါ့လေအမေဒိတ်ကဒီပတန်တအမေဒိတ်လို့ပြောပြန်တော့အမေဒိတ်ကရှင်မျိုးရှိပါတယ်အမေဒိတ်ဆိုတဲ့ဥစ္စာကအထူးအဓိပ္ပာယ်မရှိပါဘူးအယဒေတာလိုက်လို့လူလိုက်လို့အကြောင်းအားလျော်စွာလိုက်လို့ကိုယ့်ဟာနဲ့ကိုပြောကြတာဟဲအလိုစသဖြင့်ဒီလိုစကားတွေပေါ့လေအဲ့ဒီတော့မှအာမေဒိတ်ရှင်မျိုးကတော့ဘယအာမေဒိတ်ဆိုတာဒါကကြောက်လန့်တဲ့အခါမှာထွက်လာတဲ့စကားဘယအာမေဒိတ်ကောဒအာမေဒိတ်ဆိုတာကအမြဲဒေါသထွက်လာတဲ့အခါမှာနှုတ်ကထွက်လာတာနောက်ပြီးတော့တူရိတဆိုတာကအစောတယ်လင်ပြုံးကနေဖြစ်လာတဲ့အခါမှာဖြစ်ပေါ်လာတဲ့အတန်နောက်တစ်ခုကတော့ပတန်တအမေဒိတ်ပေါ့လေခုနကပြောတာရှင်းပေါ်လာနံပါတ်5ကတော့ဒီကောတုဟလိစရာလို့ခေါ်တယ်အော်ချင်းနံပါတ်6ကတော့ဟာသအမေဒိတ်ဝင်းမြောက်ဝင်းတာရှိတဲ့အခါရည်ရတဲ့အခါပေါ့လေနံပါတ်9ကတော့သောကအမေဒိတ်စိုးရင်ကြောင်းကြတဲ့အခါဖြစ်တယ်နောက်ဆုံးတစ်ခုကတော့ပတာရအမေဒိတ်ကြည်ညိုတဲ့အခါမလုပ်တာဘူးဒါကတော့ပတန်တအမေဒိတ်ကလို့ဆိုလိုက်လို့အမေဒိတ်နဲ့ဆက်စင်တဲ့ဘ ഹു တုဒပေါ့လေဒုတိယအပိုင်းမှာပါတာကသီတာဝန်းရံကာမရရည်တာပြင်ကျုံလို့ဆိုလို့သောတရှင်များအခုကျွန်တော်ဆက်ပြီးတော့ပြောသွားပြီးတဲ့နောက်တချင်းဆိုတဲ့အခါကျတော့ကြားရပါလိမ့်မယ်အဲ့ဒီအပိုင်းမှာအတော်မပါဘူးအတွင်းတော်လည်းမဟုတ်ဘူးအပြင်တော်လည်းမဟုတ်ဘူးအတော်ကိုမပါဘူးအပိုက်ဆိုတာအပိုက်ပြန်ဆိုတာအတော်ပါတီလည်းရှိတယ်မပါတီလည်းရှိတယ်ဆိုတဲ့တကားအရာပေါ့လေဒီတော့သီတာဝန်းရံကားလို့ဆိုတော့သီတာကြားဘူးကြတာပဲကျွန်တော်အရင်ခါတုန်းကသီတာမြတာအခုလာလဲသီတာပဲအတန်တွက်ကတော့သီတာချင်းအတူတူပဲပထမသီတာမြတာကတာဝန်းမှုနဲ့ရေးတယ်တာဝန်းမှုနဲ့ရေးတော်လည်းပဲဓာရွေးတံပါတယ်တိထိလာချင်းအယော့ချင်းပေါ့လေအတင်းချင်းဆိုတော့အတန်ပြောင်းကြရတာကိုအခုဥစ္စာကတော့ဓာရွေးနဲ့ကိုရေးတယ်သီတာဒီသီတာကမြစ်ကိုခေါ်တယ်ဟိုတောင်းမှုနဲ့ရေးတာကအေးမြတာခေါ်တယ်သီတာဝန်းရံကကျွန်တော်တို့ကြောင်မြောင်းမြို့အကြောင်းကိုဖွဲ့ဆိုထားတဲ့ဥစ္စာဖြစ်တော့ကြောင်မြောင်းမြို့ကအေယာဝတီမြစ်အနောက်ဘက်ကမ်းပါးနားမှာရှိတယ်အနောက်ဘက်ကမ်းပါးကိုနီးတော့မြစ်အရှိဘက်ကနေပြီးတော့မြို့ရဲ့အရှိဘက်ကအေယာဝတီမြစ်ကြီးကပါလာတယ်သီတာဝန်းရံကမြားရည်တာပြင်ကျုံအနောက်ဘက်ကကျုံကြီးနဲ့မြို့အကြောင်းကိုမြင်လာအောင်ရေးထားပါလေပြီးတော့မှနက်လာပြောကျဲစွာအတိတ်ဘက်ကတော့အထူးမရှိပါဘူးနက်လာပြောကျဲစွာကြောက်ဖွယ်သာကြောက်လာအောင်ကိုနက်တယ်နောက်ပြီးတော့ဒီ၅ပါးမျိုးကြာငုံအား
ရေလုံးပြည့်မြလေဆိုတော့ဒီရေတွေရှိသလောက်ကြာတွေကဖုံးလွှမ်းပြီးနေတဲ့ငုံနေတဲ့ကြာကလေးတွေကအားလာတယ်ပွင့်တော်မယ်ဆိုတဲ့ကြည့်လို့ကောင်းတာပေါ့လေအဲ့ဒီလိုအတိတ်ပဲရပါတယ်ငါဘာမျိုးကြာငုံအားရေလုံးပွင့်မြလေဆိုပြီးတော့တရှိအတိတ်ပဲကိုအကုန်လျှောက်ပြီးကြည့်လိုက်တဲ့အခါကျတော့ကဒီတကားပေါင်း80ရှိတယ်တဲ့သူလမ်းနဲ့သူရှိတယ်တဲ့ဒီအဲ့ဒီလိုမြို့အကြောင်းရေးထားတဲ့အထက်မှာစောရကကျွန်တော်တို့တက်เสียအကြောင်းတစ်ခုရှိတာကနောက်ဆုံးမှာဒီမြောင်းဆိုတဲ့စကားရှိတယ်မြောင်းဆိုတဲ့စကားကတဝေထိုးညာကြီးရေးချဝိဆန်လုံးပေါက်မြောင်းလို့ဆိုတယ်အဆုံးမှာကြောက်ညောင်းရံမပြူတချို့ကကြောက်မြောင်းရံမပြူကြောက်မြောင်းမျိုးဖြစ်တော့ကြောက်မြောင်းလို့ဆိုတော့မဟုတ်ပါဘူးကြောက်ညောင်းကြောက်တယ်ဆိုတာကကြောက်ရွံ့တာညောင်းတယ်ဆိုတာဥစ္စာကနားညောင်းတယ်နားညောင်းဆိုတာသဘောနားထောင်တယ်ရွှေနားတော့ညောင်းပါအောင်ဆိုလိုက်တဲ့အခါမျိုးနားထောင်ပါအောင်လို့ဆိုတာအဲ့ဒါယူသေးရှိလို့တကားနားထောင်တာရံမပြူရံလည်းထွက်မလာတော့ဘူးအဲ့ဒီလိုပြည့်စုံတဲ့မြို့အကြောင်းကိုရှင်းကုန်းရေးသားပြီးထားတယ်ဒီသချင်းတော့ကျွန်တော်တို့အထူးသောတာရှင်များကိုအစီရင်ခံလို့တာကအပိုက်ပေါင်းက3ပိုက်တည်းရှိတယ်တတိယအပိုက်စပုံကဘယ်လိုစတယ်လဲဆိုတော့အားလုံးသောသချင်းတွေထဲမှာစပုံနဲ့မတူဘူးပထမအပိုက်စတာရိုးရိုးပဲရှေ့အပိုက်ကဝါကိုနင်းတယ်ဒုတိယအပိုက်ကရိုးရိုးသူစီးနဲ့သူစတယ်မနင်းမနဲ့ဒါမျိုးတွေကတော့ရှေ့တုန်းကရှေ့ကသချင်းတွေထဲမှာလည်းပါခဲ့ပြီးပါပြီအခုအထူးဆန်းပါလာတဲ့အပိုက်စပုံကဘယ်လိုစလဲဆိုတော့ရှေ့ကအပိုက်ကိုလည်းမနင်းပါဘူးအပိုက်နောက်ကလည်းမဆိုးဘူးစီးအရင်ကလည်းမဆိုးဘူးပထမစီးနဲ့လည်းမဆိုးဘူးပထမစီးနောက်ကလည်းမဆိုးဘူးဒုတိယပထမတီးတဲ့ဝါပထမဝါနဲ့လည်းမဆိုးဘူးပထမဝါနောက်ကလည်းမဆိုးဘူးတော့ဘယ်တော့လာဆိုလဲဆိုတော့ဒုတိယစီးနဲ့ကြမှာလာဆိုတယ်နဲ့လှလို့တလုံးတည်းစီးတစ်ချက်တည်းကစာနှလုံးနဲ့လှလို့ဒါဆိုတယ်အဲ့ဒီကိစ္စဟာဘယ်တော့ဘူရှင်းလာမလဲဆိုတော့ဒုတိယနောက်တစ်ခါထပ်ပြီးတော့မြို့နားငယ်လေးဆိုတဲ့သရှင်ကျွန်တော်တင်ပြတဲ့အခါကျတော့ဒီနဲ့လှရဲ့ဆိုအတိတ်ပဲပူရှင်းလာလိမ့်မယ်ဘာဖြစ်လို့ပထမစီးနဲ့ပထမဝါလွတ်ထားလဲလို့ဆိုတဲ့အတိတ်ပဲဟာနောက်တစ်ချိန်ကျတော့တောတရှင်များပူးပြီးတော့အတိတ်ပဲပေါက်လာပါလိမ့်မယ်မပေါက်မီအတွင်းကိုယခုဝဏကျော်တဲ့ဒေါအောင်ကြီးကဒီသရှင်ကိုဆက်လက်ပြီးတော့အဆိုးနဲ့တင်ပြပါလိမ့်မယ်တင်ပြတဲ့အခါမှာတိတိကျကျနားထောင်ပြီးတကလားဒီသရှင်ကိုတာနုပြောပွဲကျိုး၅ပုံမှာဒုတိယအပုတ်ရဲ့ဆန်းကျင်ပုံပြီးတော့ပထမအပိုက်မှာဝင်ပုံလေးနော်အမတန်ခက်တယ်မဝင်တတ်ရင်ကန့်လန့်ကြရင်ခဲ့မယ်အဲ့ဒါပထမအပိုက်ဝင်ပုံနဲ့တတိယအပိုက်စပုံကိုနားထောင်ရအောင်ဆိုကိုကြီးຫນွေဝဏကျော်တဲ့ဒေါအောင်ကြီးနဲ့တောတရှင်များကြားရအောင်ဆက်ဆမ်းမအောင်ဗျာအတန်ကလေးနဲ့ပြောင်းမျိုးလေရွှေပြည်ရာတီထုံးပြောင်းမျိုးလေရွှေပြည်ရာတီထုံးကြောင်းမျိုးလေရွှေပြည်ရာတီထုံးကြောင်းမျိုးလေပြည်ရာဝရံကမြာရဲ့
叫回答我把苗家我阿爷龙比面嘞比人难吧这个些菜对的浪漫呢让嘎西龙比松人呢包爷呢叫娘呀么丢好的天啊မြဝတီဝင်ကြီးရေးစက်တာမြဝတီဝင်ကြီးရေးစက်ထားတဲ့အကြောင်းကတော့ဒါအားလုံးနဲ့သိကြတဲ့အတိုင်းပေါ့လေထို့တော့ဒီကမှာတန်တို့ပြောဖို့ကိုရေးစဉ်အခါတုန်းကတော့သူ့ဟာနဲ့သူ့အကြောင်းနဲ့သူရေးသွားတာပါပဲရေးတော့လည်းနောက်တော့ပညာရှိများကအကုန်ဆောင်ပြီးတော့တိတ်ချင်းတွေကိုစစ်ဆေးပြီးကြည့်တဲ့အခါကျတော့ဒုတိယဂီတသဘင်ပညာကိုရှေးဥစွာသင်ကြတဲ့အခါကျတော့မသိမနေရတိုက်ရမယ်တိတ်ချင်းတွေကိုရှောက်ပြီးရွေးတဲ့အခါကျတော့ကျွန်တော်တို့စောစောကလည်းတင်းပြတဲ့ထန်တရားတိသာသာဝေဘထွေသလားစသဖြင့်ဖောင်ကျိုးကနေပြီးနောက်ဆုံးမှာတန်တို့ပြောဝကျုံးကားပုဂ္ဂိုလ်သူတို့ပြထားတယ်ပြတော့ဒီပညာတွေအရှင်းအသိရမယ်ပညာပဲဆိုတာကျွန်တော်တို့သိကြရမှာပဲသိတဲ့အတိုင်းအစအဆုံး73ပုဒ်ကိုကိုယ်အောင်လိုက်ရမှာကိုယ်အောင်လိုက်ပြီးတဲ့အခါကျတော့ဒီ73ပုဒ်ထဲမှာပါတဲ့ဥစ္စာမှာအပိုက်စပုံကိုလိုက်ကြည့်အပိုက်စပုံတွေကအင်မတန်များတယ်နော်နောက်ဆုံးကျွန်တော်ဒီကျိုး73ပုဒ်ကုံတဲ့အခါကျတော့အပိုက်စပုံဘယ်လောက်ဆန်းကျင်တယ်ဆိုတော့ကျွန်တော်တောတိုက်ရှင်များကိုတင်ပြပါအောင်မယ်နောက်ပြီးတော့အပိုက်ချပုံကျိုးသချင်းရလို့ဆိုတော့ခါလွယ်ပဲလို့အောက်မေ့ရတာပေါ့လေအရင်ကလုံးကလည်းကျွန်တော်ဒါတွေတင်ပြခဲ့ပါပြီအခုထပ်မှန်ထပ်ကပြီးပြောရတဲ့ဥစ္စာကဘာလဲဆိုတော့ကျွန်တော်တို့မြန်မာဒုတိယမှာအခုကျိုး73ပုဒ်စပြီးတင်တဲ့အခါကျတော့နားထောင်ကောင်းအောင်ဆိုတဲ့သဘောမျိုးကအရင်ကမဟုတ်ဘူးဒီတော့မှစီးစနစ်အပြင်စီးနဲ့ဘယ်လိုဝင်ပုံဘယ်လိုထွက်ပုံစီးနောက်နားကဆိုပုံရှေ့နားကဆိုပုံထိတ်ကိုနင်းပုံဝါနင်းပုံစသဖြင့်ဒီနေရာမှာအတော်နဲ့ဘယ်လိုလုပ်ဖို့ဝင်တယ်ဆိုတဲ့ဥစ္စာကိုတိတိကျကျစနစ်တရားကိုစနစ်ကိုမှန်မှန်ကြာနာသိထားပြီးတဲ့အခါကျမှကောင်းပြီကျိုး73ဖို့ကုံပြီကုံတော့ဘာအကြောင်းထူးတယ်ဆိုရင်မေးဖို့မလို့သူ့ဟာသူသိလာလိမ့်မယ်တို့တော့လည်းပဲအမတ်မဲ့တာသင်သွားလို့ရှိရင်ကျိုး73ဖို့ကုံလည်းဘာမှအကြောင်းထူးပါဘူးကျိုး73ဖို့သင်သွားတဲ့ကောင်ဒီတစ်ချင်းမှာဘယ်လိုအရသာရှိတယ်ဘယ်လိုချသွားပုံဆိုတာသိနိုင်တယ်ဒီတော့ဒီတစ်ချင်းနဲ့ရှင်းပြီးတော့ပြောဖို့ကဒုတိယနောက်တစ်ခါဆက်ပြီးတော့လာမဲ့ပေါ့လေမြို့နားငယ်လေးဆိုတာအဲ့ဒီမြို့နားငယ်လေးကြတော့အခုကျွန်တော်တို့ပြောသွားတဲ့အပိုက်တစ်ချင်းက3ပိုက်မြို့နားငယ်က4ပိုက်4ပိုက်မှာရှိတဲ့အပိုက်ပေါင်းနဲ့အခုရွှေပြည်ကြီးအေးရမရှိတဲ့အပိုက်3မှနဲ့ကျွန်တော်တို့ရှင်းကြည့်တဲ့အခါကျတော့မြန်မာစာမှာတူတော့စာလုံးရှည်တော့စာလုံးမတုံးရှည်တော့စာလုံးစီဝါနဲ့သွားတဲ့အခါမှာသောတရှင်အာယုံမှာလည်းပဲအတိတ်ပဲရှင်းရမယ်တစ်ချက်ဝေပုံကြပေးထားတဲ့စီးနဲ့လည်းကြိုက်အောင်ဆိုရမယ်ဥစ္စာညှိနှိုင်းပုံလေးတွေနောက်တရင်ကျွန်တော်ဆက်လိုက်ပြီးတင်ပြပါဦးမယ်သောတရှင်များခင်ဗျာဒီချင်းများကိုတေးသေးချာချာအစအဆုံးလိုက်နိုင်သဖြင့်မြန်မာမှုမြန်မာဟန်နဲ့မပြောက်မပြက်တည်ရှိနိုင်ကြပါအကျိုးငါလူငယ်များဆက်လက်ပြီးသင်ကြားစေခြင်းတဲ့အတွက်နှိုးဆော်ခြင်းဖြစ်ပါတယ်များစွာကျေးဇူးတင်သူမင်္ဂလာပေါင်းနဲ့ပြည့်စုံတော်မူကြပါစေသစ္စာရှိစွာဖြင့်တိုင်းပြည်အကျိုးတည်ဖို့ဆောင်ရွက်တိုင်းအမြဲအောင်မြင်တော်မူကြပါစေမြန်မာအနုတပင်တာနုပြောပွဲကျိုး၅ပုဒ်ရဲ့တတ္တရအပုဒ်ရောက်လာပါပြီကျိုး73ပုဒ်လည်းကုန်ကန်နေပါပြီကျိုး73ပုဒ်မှာအခုနံပါတ်7ရောက်လာ7ရောက်လာတော့ကအရှိအနာအဖြစ်နဲ့ရင့်လာတာပေါ့လေအဲ့တော့သောတရှင်များကိုကျွန်တော်တို့လက်တွေ့နဲ့သဘောတရားကွဲပြားအောင်ကျွန်တော်တို့ကြည့်ကြတဲ့အပိုင်းရောက်လာပါပြီပထမဥစွာဒီတစ်ချင်းမှာရှိတဲ့စာသားကိုကျွန်တော်ပထမဥစွာတင်ပြပါမယ်အချင်းအစချီတာကမြို့နန်းငယ်လေးလို့ဒီလိုစထားပါတယ်မြို့နန်းငယ်လေးတာယာမျိုးကဲကိုဆိုတော်များအံပွဲဖက်ကျိုးငယ်သာစမ်းစမ်းတိုင်းဆောင်ပြောင်ပြောင်ကြီးလိုလင်း29လုံးရှိတယ်အဲ့ဒါ
ပထမအပိုက်ပါပဲဒုတိယအပိုက်ကစာသားကတော့အေယာကြီးထင်ပေါ်တွေ့ဖြိုးမြင့်လာလေအေယာကြီးထင်ပေါ်တွေ့ဖြိုးမြင့်လာလေအတဲ့အချင်းစာလုံးပေါင်း20ရှိတယ်ဒုတိယအပိုက်တတိယအပိုက်ကစီချေကိုမိသာမြက်ရောင်ဖြာသည်မှောင်ဝေး7လုံးရှိတယ်အဲ့ဒါတတိယအပိုက်အဲ့ဒီ3ပိုက်ကိုခေါက်ချိုးပြန်ပြီးတော့ဆိုးနိုင်တယ်အခုသရုပ်ဓာအပိုက်အခြားပိုက်ပေါ့လေအခြားပိုက်ကတော့တခါတည်းနဲ့လွှာချင်းဆိုပြီးတော့အဆုံးသတ်ရတာအန်ရေးထပြန်ကရှုတဲ့သူငယ်မှာအမှုငယ်တာတွေးပင်တွေးကြလေဒီခြားခြားတရုပ်စာမှာနောက်ဆုံးအပိုက်ဖြစ်တော့ကစာလုံးကိုစာကလည်းတော်တော်လေးများတယ်မြင်တဲ့သူငယ်မှာအမှုငယ်တာဝေပင်ဝေကြလေဆောင်းစမ်းဒီနောက်ဆုံးမှာဒီဆောင်းတိုင်းဘုံတိုင်းမှာအရာအခြားကြငယ်နဲ့တရားနတ်ဘုံလို့ဆိုတော့အပိုင်းလေး3ပိုင်းသူကဆက်ထားတာဒါတခုတည်းပေါ့လေဒါကတော့စာလုံးပေါင်း50တလို့ရှိတယ်အဲ့ဒီအပိုက်ကနောက်ဆုံးမှာတခါလက်တန့်ပြီးဆိုကြရတယ်စီဝါအလိုအပြင်ကြည့်တော့ပထမအပိုက်ဟာလေးတုံးကြိုက်ဆိုရတယ်လေးတုံးကြိုက်ဆိုပြီးတော့ခောက်ချိုးပြန်ရတယ်ဒုတိယအပိုက်မှာလည်းလေးတုံးကြိုက်ပဲဆိုရတယ်ခောက်ချိုးပြန်ရတယ်တတိယအပိုက်မှာ2တုံးကြိုက်ဖြစ်ပါတယ်ခောက်ချိုးပြန်ရတယ်ခြေလုဒ္ဓအခြားပိုက်မှာလေးတုံးကြိုက်ပဲဖြစ်ပါတယ်တချင်းတစ်ပုတ်လုံးမှာအာလုံးပမာဏအပြင်ကြည့်လိုက်မယ်ဆိုရင်28တုံးရှိတယ်သူ့အရင်ကရွှေပြည်ကြီးအေယာက20ရှိတယ်သူက8တုံးပို့တယ်အဲ့တော့ပထမအပိုက်ကတန်ကြ4ပေါက်တရောတစ်ပေါက်တရားဒုတိယအပိုက်4ပေါက်တရောတစ်ပေါက်တရားတတိယအပိုက်အဆိုး4ပေါက်အတီး4ပေါက်နောက်ဆုံးတစ်ပိုက်ကတော့5ပေါက်ထက်ဝင်သွားလာပါလေအဲ့ဒါကအပိုက်အားလုံးအခုကျွန်တော်တင်ပြတဲ့သချင်းမှာအပိုက်ပေါင်း4ပိုက်ရှိတယ်သူ့အရင်ကရွှေပြည်ကြီးအေယာမှာအပိုက်ပေါင်း3ပိုက်ရှိတယ်ချမ်းသာဘုံကိုတင်ပြရမယ်ဆိုရင်အခုတင်ပြတဲ့အပိုက်4ပိုက်ရှိတဲ့အနက်ကပထမအပိုက်ကိုဖယ်လိုက်ရင်ကျန်တဲ့3ပိုက်ဟာရွှေပြည်ကြီးအေယာမှာ3ပိုက်တည်းရှိတဲ့ဥစ္စာနဲ့တထေရတဲ့တေးသွားတူပါတယ်စီဝအရေးအတွက်တူပါတယ်တန်ကြတူပါတယ်အကုန်လုံးတူတယ်ဆိုပါတော့မတူတာပါသေးတယ်မတူတာကဘယ်လိုလဲဆိုတော့အပိုက်စပုံကိုတခါပြန်ပြောကြအောင်ဆိုလို့ဆိုတော့ပထမအပိုက်မှာရိုးရိုးလေးပထမစာလုံးကိုစီးနဲ့စားတယ်မြို့ဒုတိယစာလုံးကဝါပထမဝါနဲ့စားတယ်နန်းလိုလိုလေးပဲနောက်ဒုတိယအပိုက်စတော့ကအေယာကြီးထင်ပေါ်ဆိုတဲ့ဥစ္စာကြတော့ဟိုမြို့နန်းဒီရွှေပြည်ကြီးအေယာစတယ်လို့ပေါ့လေအတူကတော့ရှေ့အပိုက်ကနောက်ဆုံးဝါကိုနင်းရတယ်နင်းပြီးတော့ပထမစာလုံးကနင်းပြီးတော့ဒုတိယစာလုံးကအပိုက်ရဲ့ပထမစီးနဲ့ကြားတယ်ဒါစာလုံးလေး2လုံးအပိုက်စပုံလေးမှာကွာသွားတာတစ်ခုနဲ့တစ်ခုမတူဘူးနော်ပထမဥစ္စာကစီးနဲ့စားတယ်နောက်ဥစ္စာကရှေ့အပိုက်ကဝါနင်းစားတယ်တတိယအပိုက်စပုံကြတော့ပထမစာလုံးကစီးနဲ့စားတယ်ဒုတိယစာလုံးကဝါနဲ့မကြဘဲနဲ့ပထမစီးနဲ့ပထမဝါကြလာကြတယ်အဲ့ဒါလိုကြတယ်3မျိုးဖြစ်သွားပြီအပိုက်စပုံ3မျိုးအပိုက်စပုံ3မျိုးဟာ3မျိုးမှာရှေ့ဆုံးအပိုက်ကိုပယ်လိုက်ရင်ဒီ2နဲ့3အပိုက်ဟာရွှေပြည်ကြီးအေယာမှာ1နဲ့2နဲ့အတူတူပဲသဘောတရားနဲ့လက်တွေ့တွေကိုကျွန်တော်တို့တင်ပြလာအောင်သဘောတရားနဲ့လက်တွေ့မှာလက်တွေ့ကတော့ကျွန်တော်တို့ကြားနေကြပဲတီးတာလည်းကြားရဆိုတာလည်းကြားရတီးတတ်တယ်ဆိုလည်းဆိုတတ်တယ်အဲ့ဒီမှာသဘောတရားအပြင်လိုက်ပြီးတော့စဉ်းစားပြီးတော့တတ်တလောက်သိအောင်ကြည့်မယ်ဆိုရင်
သဘောတရားတွေ့လာပြီဆိုရင်ဒီပညာခိုင်မြဲတော့လာပဲဒီနေရာမှာကျွန်တော်တင်ပြလိုတဲ့အချက်ကပထမရွှေပြည်ကြီးအေယာမှာနောက်ဆုံးအပိုက်နဲ့အခုတင်ပြတဲ့တခြင်းရဲ့နောက်ဆုံးအပိုက်စာသားလဲတူတယ်တေးသွားလဲတူတယ်စီဝအရေးအတွက်လဲတူတယ်တန်ကြလဲတူတယ်ဟန်သားလဲတူပါတယ်အပိုက်စပုံကွာပုံကတော့ဘယ်လိုကွာလဲဆိုတော့အခုတခြင်းကအန်ရေးထပ်ပြန်ကားလို့ဆိုတဲ့စာငါးလုံးအန်မတူးမရှိတာရေးရှည်တော့အတန်ဟိုးအရင်ကရွှေပြည်ကြီးအေယာမှာပါတဲ့နောက်ဆုံးအပိုက်ကနက်လှနက်တူတော့အတန်လှမတူးမရှိတော့အတန်အတိုင်းပမာဏကကွာနေပြီကွာနေတော့ဒီစာလုံးငါးလုံးစီကိုနက်လှပြောကျယ်စွာနဲ့အန်ရေးထပ်ပြန်ကငါးလုံးကိုဆိုတဲ့အခါမှာတီးသွားကတီးတဲ့လူကအတီးကအတူတူပဲတီးသွားတူတယ်စာလုံးချင်းကမတူတော့ကစပြီးတော့ထွက်တဲ့အပိုက်စပုံချင်းကကွာသွားတယ်အဲ့ဒီကွာပုံကိုကြည့်လိုက်တဲ့အခါကျတော့ကသဘောတရားအဖြစ်ကဆိုရမှာကစီလေးချက်ဝါလေးချက်တတုံးဓာနဲ့ကြိုက်အောင်ဆိုရမှာတန်တူတန်ရှိမတူမရှိသားများကိုစဉ်းစားပြီးဆိုတဲ့အခါမျိုးမှာဘယ်အပေါ်မှာတီးပြီးတော့ဆိုရတယ်ဆိုတော့တူတဲ့အတန်ကလည်းတူတူပဲမတူမရှိတဲ့အတန်ကတော့မတူမရှိဆိုမှရှည်တဲ့အတန်ကတော့သုံးမျိုးသုံးစားနှစ်သက်တယ်လို့အချင်းပြေတယ်လို့ဆိုရတော့ကကောင်းပြီဒါဖြင့်အတန်ရှည်ကိုဘယ်လိုဆွဲမလဲဆိုတော့သောတာအာယုံမှာအတိတ်ပဲရှိစေရမှာတစ်ချက်ဒုတိယအချက်ကဝေဘုံညပေးထားတဲ့စီဝါနဲ့လေကြိုက်အောင်ဆိုရမှာအဲ့ဒါလည်းခုချိန်ဆပြီးဆိုရမှာပဲဒီတော့ကရွှေပြည်ကြီးအေယာမှာဆိုထားတာကပထမစီပထမဝါဒုတိယစီဒုတိယဝါစသဖြင့်၄စုံရှိတဲ့အ낵ကနက်လာကိုဆိုတော့ကအရေးကျွန်တော်အပတ်ကတင်းပြခဲ့ပါလေပထမစီကိုလွတ်လိုက်ပါတော့မဆိုပါနဲ့အလွတ်တီးလိုက်ပါပထမဝါလည်းအလွတ်တီးလိုက်ပါဟောပထမစီနဲ့ပထမဝါလွတ်သွားပြီမဆိုရသေးဘူးဒုတိယစီလေကြာရောနက်လာလေနှလုံးပေါင်းပြီးတော့ဆိုလေပြီးတော့ဝါကြဟောဒီစာလုံးနှလုံးကဘယ်မှာလားဆိုလေဒုတိယစီးနဲ့လားဆိုလေအခုတချင်းကြတော့ကအန်ရေးထပ်ပြန်ငါဆိုတဲ့ငါးလုံးမှာစာလုံးကရှေးထားတော့ပထမစီးမှာကိုအန်ရေးလို့ဆိုရတယ်ပထမစီးမှာကိုအန်ရေးလို့ဆိုလိုက်တော့ကအန်နဲ့ရေးဟာရေးကနောက်ကစာလုံးဒုတိယစာလုံးဖြစ်တော့ရေးကရှည်လဲရှည်တော့အန်ရေးဆိုတော့အဲ့ဒီရေးကဆွဲရလို့ဘယ်လောက်ဆွဲရမလို့ဗျာတိတိကျကျသင်ရိုးစနစ်တိုင်းပြောကြဆိုတော့ပထမစီးကနေပြီးတော့အန်ရေးလို့ဆိုလိုက်တဲ့ဥစ္စာပထမဝါလည်းဆွဲပါဦးဒုတိယစီးရအောင်ဆွဲအန်ရေးအဲ့ဒါကိုဆွဲရတယ်ဒုတိယစီးရောက်သွားပြီးတော့မှဒီစာနှလုံးရဲ့ကိစ္စတုံးတယ်ဟိုနက်လာတော့ကတော့ပထမစီးလွတ်တယ်ဒုတိယစီးလည်းမဆိုးဘူးပထမဝါလည်းမလို့ဆိုဒုတိယစီးကြမှာနက်လာလို့နှလုံးပူးဆိုတယ်အခုကနှလုံးပူးပါတယ်နှုတ်ဆိုပထမစီးမှာလားဆိုပြီးတော့ဆိုလဲဆိုသေးဆွဲလဲဆွဲလိုက်တဲ့ဥစ္စာပထမဝါကြောပြီးတော့ဒုတိယစီးရအောင်ကိုဆွဲရတယ်အဲ့လိုဆွဲပြီးသွားပြီးတော့ဆိုလိုက်တော့ကသဘောတရားအဖြစ်ကဘယ်လိုသိရလဲသာနိုးပြောပွဲကျိုးတွေကိုသင်တဲ့အတွက်သိရတဲ့ဥစ္စာကဆိုနီးစာရဲ့အဓိပ္ပာယ်လည်းကြိုက်ကြရမယ်စီဝါလည်းကြိုက်ရမယ်စာလည်းပဲသောတာရှိအာယုံမှာစွဲမြက်အောင်သဘောပေါက်အောင်ဆိုတဲ့နည်းတွေကိုပြတယ်အမှတ်မဲ့ကလေးတင်သွားဖို့မဟုတ်ဘူးအဲ့တော့ရှေ့ကိုဆက်ပြီးတော့လာလေဦးမယ်တာနိုးပြောပွဲကျိုး၅ဘုံမှာတစ်ခုနဲ့တစ်ခုနှိုင်းရှင်ပြီးတော့ပြထားတဲ့အထက်မှာအခုဒုတိယဘုံနဲ့တတိယဘုံကိုကျွန်တော်ရှင်းပြတယ်နောက်တစ်ခါသရုပ်ထအပုံးနဲ့လည်းရှင်အောင်ပါပဲအဲ့လိုရှင်တဲ့အခါကျတော့အပိုက်ချင်းဘယ်လိုกว่าလဲဒုတိယပိုက်မှာ3ပိုက်ရှိတယ်တတိယပိုက်မှာ4ပိုက်ရှိတယ်4ပိုက်ရှိတော့ညာလည်းပဲပထမအပိုက်ကိုဖယ်လိုက်ရင်2 3 4ဟာဟိုက1 2 3နဲ့တထေရတဲ့တူတယ်အဲ့ဒီတူတဲ့အတွက်ဟာမလွယ်တဲ့အပြင်ပိုးပြီးတော့ညံဝင်စားပြီးတော့စဉ်းစားပြီးကြည့်မယ်ဆိုပညာခန်းနဲ့ပေါ်လာပါတယ်အဲ့တော့
ဒီအကြောင်းနဲ့စဆိုင်လို့တီးတဲ့နေရာမှာဘယ်လိုများကြွာချတယ်လေအခုအပိုက်စပုံကတော့ပြောလိုက်တဲ့အစီရင်ခံတဲ့အတိုင်းကြွာချသွားပြီကိုကြီးနွယ်ကအတီးနဲ့ဘယ်လိုလုပ်ပြီးတော့ပြအောင်မလဲဒီအခါမှာစီးဝတ်နဲ့လိုက်ပြီးတော့ပုတ်ဖြတ်ပေးတဲ့ဝဏ္ဏကျန်ဒေါ်အောင်ကြီးကဘယ်လိုပုတ်ဖြတ်ပြီးပေးမလဲသောတရှင်များနားထောင်ရအောင်ကဲကိုကြီးနွယ်တတ္တိယတချင်းကြနနစနစ်အတိုင်းပတရားနဲ့အတန်ပြလိုက်စမ်းမအောင်ဗျာနားထောင်အောင်နော်ကျေးဇူးတင်ပါတယ်ကိုကြီးຫນွယ်ကောင်းပါလေကျွန်တော်တို့ဒေဥစာမလို့အထူးပြောဝယ်မရှိဘူးနောက်ဆက်ပြီးတော့နောက်တစ်ပတ်မှာကျွန်တော်တို့အဆိုးနဲ့ရှင်းပြတဲ့အခါကျတော့ကျွန်တော်အခုတင်ပြတဲ့အချက်တွေပုံမှုပြီးတော့ရှင်းလာပါလိမ့်မယ်တာနုပြောပွဲကြိုသုံးဖို့ရှိသွားပြီဒီထက်မှပြင်အခုအပေါ်ဟာအရှိဆုံးပဲဆိုတော့နောက်တစ်ပတ်ဆက်ကြအောင်ဆိုခင်ဗျာများစွာကျေးဇူးတင်ပါသူမင်္ဂလာပေါင်းနဲ့ပြည့်စုံတော်မူကြပါစေသစ္စာရှိစွာဖြင့်တိုင်းပြည်ရုပ်တည်ဖို့ဆောင်ရွက်တိုင်းအမြဲအောင်မြင်တော်မူကြပါစေမြန်မာအနုတပင်မြို့နားငယ်လေးအစချီတဲ့တွာနုပြောပွဲကျုံးကားပုံမှာတတ်တဲ့အဖို့အဲ့ဒီဒီချင်းကိုလွန်ခဲ့တဲ့အပတ်ကစီဝါတန်စင်တန်ကြများအကြောင်းပြောခဲ့ပြီးတော့ပါဟန္တာနဲ့စဆိုင်တဲ့ဖြင့်စာသားရဲ့
ဆိုလိုတဲ့အဓိပ္ပာယ်လေးတွေကျွန်တော်တို့ရှင်းပြဖို့လိုပါတယ်နောက်တစ်ဆက်တည်းဒီသချင်းကိုအတီးနဲ့အဆိုနဲ့ခဏတင်ပြပါမယ်မြို့နာငယ်လေးตาယာမျိုးငယ်ကိုဆိုတော်များအံပွဲဖက်ကျွန်းငယ်တာစန်စန်တိုင်းဆောင်ပြောင်ပြောင်ကြီးလို့လင်းပထမအပိုက်မှာပါတယ်မြို့နာငယ်လေးตาယာမျိုးငယ်လေးငယ်နှလုံးပါတယ်ငယ်နှလုံးပါတော့ငယ်ဆိုတဲ့သဘောတရားရေလို့ငယ်လို့ဆိုတာတွေကတော့ကျွန်တော်တို့များသောအားဖြင့်ရေဘူးရစကားပုဂ္ဂိုလ်ပြည့်အောင်ဖြည့်ထားတယ်ပဒပူရဏလို့ခေါ်တယ်အတိတ်ပဲအထူးမရှိပါဘူးသို့တော်ငယ်နှလုံးပါနေတော့စဉ်းစားကြရှိတယ်စကားပြေနဲ့ပြန်လိုက်တဲ့အခါကျတော့မြို့နာငယ်လေးตาယာမျိုးငယ်လေးလို့ဆိုတော့မြို့နာငယ်ဟာပထမငယ်ဟာဗရပူရဏမဟုတ်ဘူးတာမိကာရကပိုင်ဆိုင်ရင်းပြလို့ဣလို့ဆိုတယ်မြို့နာဣตาယာဘုံကိုပြောရမယ်ဆိုရင်လို့ဆိုတော့အဲ့ဒီနေရာမှာငယ်ဆိုတဲ့စကားဟာဣဆိုတဲ့သဘောရောက်သွားမြို့နာနန်းတော်နဲ့တိဆောက်ထားတဲ့မြို့နာตาယာဘုံကိုပြောရမယ်ဆိုရင်အများကြီးအမနာအောင်စရာကောင်းပါလေတဲ့နောက်ပြီးတော့ဖက်ကျွန်းဆိုတာဖက်ဆိုတာကတော့ပြိုင်ဘက်ကိုဖက်လို့ခေါ်တယ်ကျွန်းဆိုတာကတော့ကျွန်းသွားပြီမရှိတော့ဘူးဆိုတော့ပေါ့လေဖက်ကျွန်းငယ်တာစန်စန်တိုင်းဆောင်ပြောင်ပြောင်ကြီးလို့လင်းစံတော်မူတဲ့အဆောင်ဟုတည်းအားလုံးမှာပြောင်ပြောင်အမြဲဝင့်ထိန်ပြီးတော့ကြီးလို့ဆိုတာအမြဲလင်းပြီးတော့နေတယ်နန်းတော်ကြီးမအောင်စရာလည်းအမှန်ကောင်းတယ်ဒီအောင်စရာတွေပြောလို့ဆိုဆုံးကုန်မဆုံးနိုင်ပါဘူးလို့သူအစကနေချီးတယ်ဒါပထမအပိုက်ပဲနောက်ဒုတိယအပိုက်ကြတော့အေယာကြီးထင်ပေါ်တွေ့ဖြိုးမြင့်လာလေအေယာကြီးထင်ပေါ်တွေ့ဖြိုးမြင့်လာလေအတက်အစင်နှခါဆိုးထားတယ်အေယာဆိုတာကတော့ဒီနေရာမှာအေယာမဟာကြီးပေါ့လေကြီးကလည်းထက်တာအေယာကြီးထင်ပေါ်တွေ့ဖြူမြင့်လာလေဖြူဖြောင်းရရှိတဲ့မြင့်လဲမြင့်တယ်နန်းတော်ကြီးကိုဆိုးနေတယ်တော့ဒီနေရာမှာတစ်ချိန်မကနှစ်ချိန်ကိုတစ်ခါခေါင်းဆိုတော့၄ချိန်ရောက်သွားတယ်ရွှေပြည်ကြီးအေယာတီထွန်းကြောက်မြို့လေးဆိုတဲ့ဥစ္စာတို့ကတော့ကျွန်တော်တို့ပတန်သအာမေဒိတ်လို့ကျွန်တော်ပြောခဲ့ကြတယ်ပတန်သအာမေဒိတ်လို့ပြောတယ်အဲ့ဒီသဘောကတော့ချီးမွမ်းတယ်အာမေဒိတ်ဆိုတာရုပ်တရက်စိတ်မှဖြစ်ပြလာတဲ့အဓိပ္ပာယ်အထူးမရှိတဲ့နှုတ်ကထွက်လာတဲ့စကားဒီဥစ္စာကတော့ကောတုဟိလစ္စရာဒါအံ့ဩခြင်းပြနောက်တတိယအပိုက်ကြတော့ကစီချေကိုမြည်တာမျက်ရောင်ဖြာသည်စီချေကိုမြည်တာဆိုတာကစားအပြင်စထားရတော့ယရနာ9ပါးနဲ့စီချဲပြီးထားတယ်မျက်ရောင်ဖြာသည်မှောင်ဝေးယရနာ9ပါးနဲ့စီချဲပြီးထားလိုက်တဲ့အတွက်ကြောင့်ကြောင်းမြက်ရွေးတွေအယောင်ကထွန်းနေတဲ့အတွက်ကြောင့်အမှောင်ကင်းဝေးသွားတယ်တဲ့နီလာစိတ်ကြောင့်ထိန်ပြောင်းပရမမြာသားကောမုတ်ဥဒ္ဒဗျာတန္တာယရနာပလဲထုကဲလွန်မြတ်နော်ရတ်9ပါးကိုဒါကအရင်ကျွန်တော်တို့ဘုံဆောင်မြင့်ဆိုတဲ့လုံးကလည်းဒါလေးတစ်ခါပြောခဲ့ပြီးပါပြီအဲ့ဒီလိုတတိယပိုင်းမှာဆိုတဲ့အဓိပ္ပာယ်ရှိတယ်နောက်ဆုံးအခြားပဲကြတော့အားလုံးမှ၄ပဲရှိတာကိုနောက်ဆုံးအခြားပဲကြတော့အန်ရေးထပ်ပြန်ကအန်တရားလေးထပ်လာတယ်အန်ရေးထပ်ပြန်ကရှုတဲ့သူငယ်မှာအမှုငယ်တာတွေးပင်တွေးကြလေမြင်တဲ့သူငယ်မှာအမှုငယ်တာဝေပင်ဝေကြလေနှစ်ခုဖြတ်ပြီးတော့ဆက်ထားတယ်တွေးဝေရဲဆိုတဲ့သဘောဘယ်လိုခါတွေးသွားလားရှုတဲ့သူငယ်မှာနန်းတော်ကြီးကိုကြည့်ရအောင်လို့တွားတယ်လို့တမင်္ဂလာနန်းတော်ကြီးကြည့်ရင်တော့တွားတယ်လို့အဲ့ဒီအရာတွေတွေ့တဲ့အခါကျတော့တွေးပြီးနေ
နန်းတော်ကြီးဂျမင်းကကြည့်ရအောင်မသွားဘဲနဲ့မြင်ရတယ်လူအမှတ်တမဲ့သွားမြင်ရတယ်လူများမလဲထုံနိတူသွားအာမှုငယ်သာဝေပင်ဝေကြလေဒီလိုဆိုလာတော့ရှုတဲ့သူငယ်မှာအာမှုငယ်သာတွေးပင်တွေးကြလေမြင်တဲ့သူငယ်မှာအာမှုငယ်သာဝေပင်ဝေကြလေဒီလိုဆိုထားတယ်အမှန်တန်ခန္ဓာပေါ့လေပြီးတော့မှအဆက်ကဆောင်းတိုင်းပုံတိုင်းမှာအံ့ရအခြားခြားငင်နဲ့တရားနတ်ဘုံလို့အဆောင်ဆောင်အမျိုးမျိုးတွေရှိတဲ့တမှာဘုံအမျိုးမျိုးတွေဒီဟာတွေမှာအံ့တရားတွေကတစ်ခုနဲ့တစ်ခုမတူထူးထူးခြားခြားရှိတယ်ဘယ်လိုထူးကြလဲဆိုတော့တရားနတ်ဘုံလိုပါပဲကွယ်လို့ဆိုတဲ့သဘောဒါချင်းမြင့်ပြီးဒါစာရေးတဲ့နိတ်တရားကိုဒီထက်ကယူလို့ရတယ်အဲ့တော့အပိုက်၄ပိုက်ရှိတယ်သောတရှင်များဒီတချင်းအရင်ကဒီရွှေပြည်ကြီးအေယာမှာအပိုက်၃ပိုက်ရှိတယ်ဒီတချင်းမှာအပိုက်၄ပိုက်ရှိတယ်ပထမအပိုက်ကိုခြံလှပြီးတော့ကျန်တဲ့နောက်ပိုင်း၃ပိုက်ဟာရွှေပြည်ကြီးအေယာတပုတ်လုံးနဲ့အတူတူပဲတူးနေတော့ကတချင်းတက်တဲ့နေရာမှာတချင်းဆိုရတဲ့နေရာတီးရတဲ့နေရာလွယ်သလားလို့ဆိုလိမ့်မယ်အဲ့ဒီဥစ္စာဒီနေရာကလွယ်ထားပြီးတော့ပညာပိုင်းပြီးကျင်လို့တမင်ကဒီနေရာမှာလှုပ်ထားတယ်ရေးတဲ့လူကတော့ထုံတန်းစင်လာအရာစာကိုရှင်းမြင်ပြီးတော့အကြောင်းအရာတစ်ခုရေးတာပါပဲတို့တော့ဒီထဲမှာပညာပါလာတဲ့အတွက်ကြောင့်ရှိပညာရှိများကကျိုးဆက်သုံးဖို့သင်ရမယ်အခြေခံဆိုတဲ့အထက်ထည့်ထားတယ်ဘယ်နေရာလားထူးကြလဲဆိုတော့ရွှေပြည်ကြီးအေယာတတ်တဲ့အချပိုင်မှာဝါလေးဝါဝလတတုံးစာနဲ့တီလုံးတေးသွားစီဝါတန်ကြအတူတူပဲစားကတော့ငါးလုံးနဲ့နဲ့လာပြောကျဲသွားတဲ့ရွှေပြည်ကြီးအေယာမှာအခုမြို့နားငယ်လေးဆိုလက်အပစာမလို့အန်ရေးထပ်ပြန်ကားတဲ့ငါးလုံးဒီနှစ်ခုကတေးသွားခြင်းတူတယ်ဆိုဟာမှာပညာပိုင်းယူထားပါတယ်မှတ်သားရကနဲ့လာဆိုတာနဲ့ဟာကဝဲပထမခရကကြီးနဲ့တတ်ထားအတန်တိုးတယ်လှအောင်မြင်ဟာတို့ဤဥမျိုးဒီဆိုရတဲ့မတိုးမရှိတဲ့မှာလှကဟာတို့ဆိုတော့မတိုးမရှိတဲ့အတန်တူတဲ့အတန်နဲ့မတိုးမရှိတဲ့အတန်မရှိဘူးအန်ရေးဆိုတာကတော့အန်ဆိုတာကမတိုးမရှိတဲ့ရေးဆိုတာကအမှန်တန်ရှိလဲတဲ့အတန်ဖြစ်တော့ဆိုပုံချင်းတူပါမလားဆိုတော့မတူရဘူးတူရင်မှာပဲမတူမှပဲနေလန်းကြမှာကိုဒီတော့လေးဝါဆိုတော့စီးကလည်းလေးစီးအဲ့လိုသွားတဲ့အခါမှာပထမစီးနဲ့ပထမဝါကိုဟိုရွှေပြည်ကြီးအေယာမှာလွတ်ပလိုက်ရတယ်မဆိုးနဲ့ကွယ်ပထမစီးလည်းမဆိုးနဲ့ပထမဝါလည်းမဆိုးနဲ့ဒုတိယစီးကြတော့မှနှလုံးပူပြီးတော့နဲ့လှလို့ဟုတ်တယ်ဆိုရတယ်နောက်အခုမြို့နားငယ်လေးကြတော့ဘယ်နဲ့လုံးမလဲအန်ရေးတယ်အန်ရေးကိုပထမစီးနဲ့ပထမဝါလွတ်ရမလားမလွတ်နဲ့ပထမစီးကပဲစဆိုးတော့ဘယ်လိုဆိုတော့အန်ရေးလို့နှလုံးတစ်ခါတည်းပူပြီးဆိုလိုက်တော့ဒုတိယအလုံးရေးဟာရှည်တော့အတန်ဖြစ်တဲ့အတွက်ကြောင့်ပထမစီးမှနေ၍ပထမဝါကိုကြော်ပြီးလျင်ဒုတိယစီးကိုရအောင်ဆိုရတယ်ဟောတာကွဲပြားခြားနာခြင်းဗအဓိပ္ပာယ်ဘာတော့စာဟာတီးသွားတီးလုံးစီဝါတန်ကြအကုန်လုံးတူတော်ညာလည်းပဲစာရဲ့အဓိပ္ပာယ်ကြည့်တဲ့အခါမှာတူတဲ့အတန်ကိုတူဆိုရတယ်မတူမရှိတဲ့အတန်မတူမရှိဆိုရတယ်ရှည်တဲ့အတန်ကကြတော့ကသောတာရှင်အာယုံမှာအဓိပ္ပာယ်လည်းပဲကြိုက်စေသဘောပေါက်ပြီးတော့သွားနိုင်အောင်လည်းဖြစ်ရမယ်ရှင်းလင်းပြသရမယ်ဒုတိယချက်ကဝေဘုံရပေးထားတဲ့စီဝါနဲ့လည်းကြိုက်ငြင်းရမယ်ဆိုတဲ့စီးမြဲအတိုင်းဒီဟာပြထားတယ်ဒီတော့ဒီအကြောင်းကိုသိဆိုတဲ့အခါမှာနဲ့လာပြောကျဲစွာဆိုတဲ့ရွှေပြည်ကြီးအေယာတော့သောတရှင်များအရင်ဘက်ကကြားခဲ့ကြတယ်အခုပတ်မှာဝဏကျော်တဲ့ဒေါအောင်ကြီးကအန်ရေးထပ်ပြန်တာကိုစီးနဲ့ဝမ်းနဲ့ဘယ်လိုဆိုတဲ့ဥစ္စာသောတရှင်များနားထွင်ပြီးတော့မှတ်သားယူကြလိမ့်မယ်ကျွန်တော်တို့အချိန်ကုန်ခံပြီးတော့တင်ပြနေခြင်းသည်တိုင်းပြည်မှာဒုတိယဂီတလေ့လာလိုက်ကြတဲ့ခေတ်အခါတိုင်းပြည်ကလည်းအားပေးတဲ့အခါဝမ်းမြောက်ဝမ်းသာရှိတဲ့အခါဒီပညာနှစ်သက်မြန်လို့အားရတဲ့ချင်းမြင့်မြောက်စားလို့တဲ့သူများမှန်ရင်ဒီချင်းတွေကိုစီမင်းကြနာနဲ့ရှိတဲ့ဥစ္စာကိုလိုက်ရလိမ့်နှစ်ပေါင်းပရိသေနှစ်ပေါင်းများစွာ
အင်္ဂလိပ်တက်လာပြီးတဲ့ကပြက်လာတဲ့ဥစ္စာတွေကိုအကုန်ပြန်ပြီးတော့ပြင်းပြီးတော့မနေမနဲ့ဖြင်းပြီးတော့မနေတဲ့လူကြိုက်ရမကိစ္စမျိုးတွေရှောင်ရှားပြီးတကလားပညာခန်းနဲ့နောင်လာနောက်သားလူငယ်များဝန်းဝန်းဝါဝါနဲ့ဂုံယူပြီးတော့ကြံရင်ခက်နိုင်အောင်ကျွန်တော်တို့စူးစမ်းပြီးလုပ်နေတဲ့အခါမှာသောတာရှင်များခဏိအံ့ရေးဆိုတဲ့စကားနဲ့နဲ့လာဆိုတဲ့အဓိပ္ပာယ်ကိုဆိုပုံနဲ့တကွအခုကျိုးတရှင်းကိုဆက်လက်ပြီးတော့နားချင်တော်မူကြပါမှတ်သားလဲမှတ်သားတော်မူကြပါလူငယ်များလည်းသိတိုင်းကြောက်ဖို့ရပါသေးကိုကြီးတွေပတ်တရားနဲ့ခမမေတော်ကြီးလိုက်ပို့လိုက်စမ်းမအောင်များကိုင်းသာယာမျိုးငယ်ကိုသို့တော်များပွေဖဲကျုံငယ်ဆောင်တိုင်းဆောင်ပြောင်းညီလို့လေမျိုးနန်းငယ်လေးသာယာမျိုးငယ်ကိုသို့တော်များပွေဖဲကျုံငယ်ဆောင်တိုင်းဆောင်ပြောင်းညီလို့လေမြင်လာလေရာကြီးတဲ့ပေါ်လွယ်ဖြူမြင်လာလေရာကြီးတဲ့ပေါ်မြင်လာလေရာကြီးထင်ပေါ်သွဲပြူမြင်လာလေစီချေကိုမိသာမျက်ရောင်ဖြာသည်မောင်ဝဲစီချေကိုမိသာမျက်ရောင်ဖြာသည်မောင်ဝဲအံရဲတဲ့ထပ်ပြောင်းလာရှုတဲ့သူမှာအမှုငယ်သာတွေ့ရလေမြင်တဲ့သူငယ်မှာအမှုငယ်သာဝေရလေဆောင်းတိုင်းဘုံတိုင်းမှာအာရအချာရာနဲ့ဖယားနဘုံလို့ပြောကြလေးတွေကတော့များတာပဲအချကလေးကလည်းပဲတတိထားကြည့်လိုက်ရင်တော့တော်တတ်ရှင်မြတ်သိမှာပါပဲလေအဲ့ဒါအခုကျွန်တော်တင်ပြခဲ့တဲ့နဲ့လာပြောကြစွာနဲ့အံရိပ်ထပြန်ကဆိုတဲ့ဥစ္စာတွေအသေးဆန်းလို့ပြီးတော့ထွင်ပြောတာမဟုတ်ဘူးနော်ကျွန်တော်တို့ဒီပညာကိုစပြီးသေချာကြနာသင်တာလည်းခါသင်ရိုးရှင်းနီးစနစ်အတိုင်းသင်တဲ့အခါကျတော့စာလုံးသဘောတရားချင်းကအတူရှိတူမမတူပဲမတူတဲ့ဥစ္စာမတူတဲ့အတိုင်းလိုက်မယ်ဆိုတော့ပညာလိုလားတဲ့လူများအပြောင်းလဲအမှန်တန်တန်ဖို့ရှိတယ်ပေါ့ဟာဟောအပြင်းပြေပြောတော့ဇက်သဘောမျိုးနဲ့အမှတ်တမဲ့ဆိုးသွားတဲ့အခါကျတော့ဒီလိုဆိုလဲတူတူပါပဲကွာအကြောင်းမထူပါဘူးဆိုရင်အဲ့ဒါလိုကိစ္စမျိုးကျွန်တော်ပြောတာမဟုတ်ဘူးနော်
ကျွန်တော်ကပညာခန်းကိုသေချာကြနေတာကျွန်တော်တို့မှလည်းတိတိကျကျရှိတယ်ဆိုတဲ့ဥစ္စာတိတိကျကျရှိတယ်ဆိုတဲ့ဥစ္စာတိတိကျကျမရှိအောင်လုပ်တဲ့သဘောမျိုးရောက်သွားရင်တော့ဒါကတော့ဖြက်ပြစ်တာကျွန်တော်တို့မတတ်နိုင်ဘူးတတ်နိုင်တဲ့လောက်တိတိကျကျရှိပါတယ်ဆိုတော့လက်ကဲကိုင်းပြီးတော့ပြနိုင်လောက်အောင်ရှိတဲ့အခြေအနေလေးရှိလို့ကျွန်တော်တို့ထောက်ပြတယ်ဒါတော့ဒီဥစ္စာလေးတွေနောက်လူငယ်လေးများလည်းလိုက်နိုင်ကြပါသေးဆိုတော့ဒီသဘောမျိုးနဲ့ကျွန်တော်တင်ပြလာပါနေတော့နောက်ကိုတစ်ချင်းနှစ်ပုတ်ကြံနေတယ်သောတာရှင်များခင်ဗျာအဲ့ဒီနှစ်ပုတ်ကြတော့လည်းဘယ်လိုကွဲပြားခြားနာမယ်ဆိုတာပညာကန်းကိုစောင့်မျှော်ပြီးတော့မှတ်သားနာယူလိုက်နာပါတော့မူကြပါဘူးလို့ဆိုပြီးတော့ဒီအကြောင်းကိုဒီကနေပြီးတော့မေတ္တာရက်ခံလိုက်ပါလေမြတ်စွာဘုရားကျေးဇူးတင်ပါ